Rahmanir-Rahim ဒီနေ့တော့တရိษံများကြီးငဲ့တဲ့တော်များရဲ့စကားပြောဆိုမှုကနေပြီးတော့အဓိပ္ပာယ်ကိုတင်ပြသွားမှာဖြစ်တယ်။မိဂုဏ်နံပါတ်1ကျက်သူကြီးပေါ်တဲ့အခါမှာဘာပြောတာလဲအဖြစ်အကျဉ်သူဒီလောကီကိုပဲရည်ရွယ်ချက်ထားပါကပျက်စီးသွားပြီမိဂုဏ်နံပါတ်2ကြားအော်လျင်ဘာပြောတာလဲအဖြစ်အိုးအရှင်ကျွန်တော်ကိုလူကောင်းသူကောင်းတွေရဲ့အပေါ်မှာမအနှင်းပါနဲ့မိဂုဏ်နံပါတ်3ဟွတ်ဟွတ်ငှက်အော်လျင်ဘာပြောတာလဲအဖြစ်အိုးအပြစ်ကျူးလွန်သူတို့အလ္လာဟ်ရှင်မြတ်ထံမဂ်ဖီရတ်တောင်းပါမိဂုဏ်နံပါတ်4ကျက်အော်လျင်ဘာပြောတာလဲအဖြစ်အိုမေလျော့သူတို့အလ္လာဟ်ရှင်မြတ်ကိုတရိယာကြပါမိဂုဏ်နံပါတ်5စွန်ငှက်အော်လျင်ဘာပြောတာလဲအဖြစ်လူတွေနဲ့ဝေးဝေးနေလေအေးချမ်းလေပဲမိဂုဏ်နံပါတ်6ဖာအော်လျင်ဘာပြောတာလဲအဖြစ်ဆုဘဟာနရဘီအလ်ကုဒ်ဒူစ်မိဂုဏ်နံပါတ်9ကွန်ဘရီလို့ခေါ်တဲ့ကျိုးငှက်တစ်မျိုးအော်လျင်ဘာပြောတာလဲအဖြစ်ဆုဘဟာနရဘီအလ်အာလာ